Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှလည်းအန်တူဟာရာလေးကိုတူတူလေးလာတော့မှာဖြစ်ပါတယ်အချိန်နည်းနည်းလေးပေးပြီးတော့စာရေးအများကြီးရအောင်တူတူလေးလာကြမယ်နော်အန်တူဟာရာလေးတွေကိုလေးလာနေတာအရှိမအပိုင်းနှစ်ပိုင်းပြီးသွားပြီဒီတစ်ခေါက်ကအပိုင်းသုံးဖြစ်ပါတယ်အားလုံးသိထားပြီးအတိုင်းအန်တူ level ဆိုတာကဒါလုံကဆရာကြားတဲ့ level လည်းဖြစ်ပြီးတကယ်ဘောကပ်တွေလည်းဝေါ်ဟာရာတွေလည်းများလာတယ်ဆိုတာကဒါကိုယ့်အတွက်ကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်အိမ်အကြောင်းလေးတွေကိုအဓိကထားပြီးတော့ပြောနေကြတာဒီနေ့မှာကြာတော့ဗာလေးမှတ်ပေးစေချင်လဲဆိုတော့ဘိုးဟန်းဆိုတဲ့ဘောကပ်လေးကိုမှတ်ထားပေးပါဘိုးဟန်းဆိုတာကဘိုးဟန်းဆိုတဲ့အတိတ်ပဲလေးတိုက်ရိုက်မပြောခင်ဘိုးဟန်းရဲ့ဘိုးလေးကဖုဆဲကုကာကွယ်တဲ့ဆွဲစကလုံးလေးဖြစ်ပြီးတော့ဘိုးခန်းရဲ့ဟန်းလေးကကြတော့အိုခါဆုတော့ကျူးလွန်တဲ့ဆွဲစကလုံးလေးဖြစ်တယ်။ဗမာမြင်ဘူးတဲ့စကလုံးလေးလဲဆိုတော့ဟန်းနင်းလို့ခေါ်တဲ့တရခန်တို့ဘာလို့မှမြင်ဘူးတာပေါ့နော်။အဲ့ဒါကြောင့်ဘိုးဟန်းဆိုတာကဒီပြစ်မှုတွေမဖြစ်အောင်ကာကွယ်တဲ့ဆွဲစကလုံးလေးဖြစ်ပြီးတော့ဘိုးဟန်းကင်မရာဆိုလို့ရှိရင်ဒါ CCTV ဆိုတဲ့အတိတ်ပဲမျိုးလေးဖြစ်သွားတယ်ပေါ့နော်။အဲ့တော့ဒါ level မြင့်တဲ့လှလှလေး vocab လေးဖြစ်တဲ့အတွက်ဒါမျိုးလေးမှတ်ထားပေးပါ။ပြီးလို့ရှိရင်ဘိုးဟန်းကင်မရာဆိုတာကတနည်းအားဖြင့်သူက KB ဖြစ်ပါတယ် KB ဆိုတာက security ဆိုတဲ့အဓိပ္ပာယ်လေး K ဆက်ကျရဲ့ K လေးဖြစ်တယ် K ဆက်ကျရဲလို့ခေါ်တဲ့ K ဆက်ကျရဲ့ K လေးနဲ့အနောက်ကဥစ္စာလေးက sonar အဲတို့တက်စင်နေဆိုတဲ့စကားလုံးလေးဖြစ်တော့သူကအိမ်မှာ CCTV တက်ထားတာကဒါ KB လို့ပြောလို့ရ security ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့ပေါ့နော်ဒါအိမ်ဒီပိုင်းမှာအိမ်ဆောက်တာတို့ဘာလို့နဲ့ပတ်သက်လို့ရှင်တွေ့ရတဲ့စကားလုံးလေးချင်းချစ်ခုဆိုတဲ့ vocab လေး KB က Kibishi ဆိုလို့ရှိရင်ဒါတော့ security ခိုင်ခန့်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်တည်စရာ CCTV တွေပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့ရှင်းချစ်ခုဆိုတာကအိမ်အသစ်ဆောက်ထားတဲ့ဥစ္စာမျိုးပြောတာပေါ့နော်အဲ့ဒါမျိုးကဘာမှမြင်ဘူးရလဲဆိုတော့ခိုးချစ်ခုလို့ခေါ်တဲ့ဘီတုကာတို့ဘာလို့မှကျွန်တော်မြင်ဘူးတဲ့ချစ်ခုလေးဖြစ်တယ်သူကခီဇုခုလို့ခေါ်တယ်ဒီလားခီဇုခုဆိုတာကတိဆောက်တီဖန်တီးတိဆောက်တီဆိုတဲ့စကားလုံးလေးအာကာရီခတေယိုခီဇုခုဆိုလို့ရှိရင်ပြောစရာကောင်းတဲ့မိသားစုဘဝလေးတိဆောက်တယ်ဆိုပြီးတော့အဲ့လိုဥပမာစာကြောင်းလေးလည်းတွေ့ဖူးတယ်ပေါ့နော်အဲ့တော့ခိုးချစ်ခုရဲ့ချစ်ခုခန်းချစ်ခုရဲ့ချစ်ခုတည်ရင်လုံလောက်လားဆိုတော့လုံလောက်တယ်ဒါပေမဲ့သူခီဇုခုဆိုတဲ့ဥစ္စာမျိုးလေးမှတ်ထားလို့ရှင်ကိုကတော့ပို့ပြီးတော့ဝေါ်ဟာရာကျွဲသွားပေါ့နော်ဒါမျိုးလေးရှိတယ်အဲ့တော့အိမ်ဆောက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီအိုခါနဲနဲ့ပတ်သက်တဲ့စကားလုံးလေးတွေပြောရအောင်ငွေနဲ့ပတ်သက်တဲ့ဘောကပ်မျိုးလေးပေါ့နော်အဲ့တော့ရှူးနျူးဆိုတဲ့ဥစ္စာရှိတယ်ရှူးနျူးဆိုတာကဝင်ငွေကိုပြောတာပေါ့နော်ဝင်ငွေကိုပြောတာဖြစ်ပါတယ်ရှုပ်ပြီဆိုလို့ရှိရင်တော့ဒါထွက်ငွေပေါ့နော်ရှုပ်ပြီအဲ့တော့ရှူးနျူးကဝင်ငွေရှုပ်ပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ထွက်ငွေတွေပြောတယ်ပေါ့နော်ဂျပန်မှာကျတော့လေသူတို့ကတလားပလားစာဘယ်လောက်ရလဲဆိုတာထက်အဲ့လိုမျိုးတစ်နှစ်ကိုဘယ်လောက်ရလဲဆိုပြီးတော့သူတို့ကနန်းရှူးဆိုပြီးတော့သုံးတာမျိုးများတယ်ပေါ့နော်အဲ့တော့နန်းရှူးဆိုလို့ရှိရင်ဒါသူ့ရဲ့တစ်နှစ်ဝင်ငွေကိုပြောချင်တာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဥမာဆိုလို့ရှိရင်အာကာကြီးတို့အာကာကြီးဆိုတာကဟိုအရှုံးပေါ်နေရာမျိုးပေါ့နော်ခူရိုကြီးဆိုလို့ရှိရင်သူကအဲ့လိုမျိုးပေါ့နော်ဟိုအရှုံးမပေါ်ဘူးအမြတ်ရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးပါတယ်များသောအားဖြင့်ကုမ္ပဏီတွေဘာတွေရဲ့ပေါ့နော်အဲ့လို budget တွေဘာတွေနဲ့ပတ်သက်တဲ့အခါမှာသုံးတယ်အဲ့တော့ budget ဆိုလို့ရှိရင်ဂျပန်လိုကကြတော့သူကယော်ဆန်းဆိုပြီးတော့ခေါ်ပါတယ်ယော်ဆန်း budget ဆိုပြီးတော့တိုက်ရိုက်ဒီလိုမျိုးလေးမှတ်ထားပေးပါဂေါခုဆိုလို့ရှိရင်သူကအဲ့လို berry ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့သုံးတယ်ပေါ့နော်များသောအားဖြင့်အဲ့လိုငွေအမောက်တွေနဲ့ပတ်သက်တဲ့အောက်စာမျိုးမှာဆိုလို့ရှိရင်ဂေါခု bla 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 ဆိုပြီးတော့အဲသူက plus လဲလိုက်တယ် minus လဲလိုက်တယ်ပေါ့နော်အဲ့ဒါမျိုးလေးရှိတယ်စိတ်ဆိုလို့ရှိရင်ကကြတော့သူတစုံတစ်ယောက်ရဲ့အတက်နိုင်ဆုံးအများဆုံးမှဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့ဒီလိုမျိုးငွေနဲ့ပတ်သက်လို့ရှိရင်အရှိမအဲ့လိုမျိုးလိုက်တဲ့ဖူကုရှိလေးတွေရှိတတ်တယ်ဂေါခုကစုကာဆိုလို့ရှိရင်တော့အရန်ကိုနဲတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ပြီးရင်စိတ်ဆိုလို့ရှိရင်စိတ်အများဆုံးမှဘလောက်ဆိုပြီးတော့တလားဘလောက်ဆိုပြီးအဲ့လိုမျိုးလေးလိုက်တာမျိုးလေးလည်းရှိတတ်တယ်ပေါ့နော်ဒါမျိုးလေးမှတ်ထားပေးပါတိုက်ခင်းဆိုတဲ့ဘောကပ်လေးမှတ်ထားပေးပါတိုက်ခင်းဆိုတာကငွေတွေအများကြီးဆိုတဲ့အဓိပ္ပာယ်မျိုးတိုက်ခင်းကိုနဲ့ပတ်သက်လို့ရှိရင်ကိုအတွက်ကတော့ဒါ私にとって100万円はတိုက်ခင်းတာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုရန်တောင်းတရားဆိုတာကပမာဏအများကြီးပဲဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတယ်ပေါ့နော်အဲ့ဒါတော့ဟိုလူတစ်ယောက်နဲ့တစ်ယောက်မတူဘူးဟီတိုဆိုရီချီကာတိုမိုမတ်အဲ့တော့ဒါမျိုးလေးရှိမယ်ပေါ့နော်တိုက်ခင်းငွေအများကြီးဆိုတဲ့အစိပ်ပဲရှိမယ်ဈေးခင်းဆိုတဲ့ဘောကမျိုးလေးမှတ်ထားပေးပါဈေးခင်းဆိုတာကအခွန်ငွေကိုပြောတာဈေးခင်းရဲ့ဈေးလေးကကျွန်တော်ဟိုအမြဲတမ်းမြင်ဘူးနေရဈေးနုခိဆိုလို့ရှိရင်ဒါအခွန်မပါသေးဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်နုခုနုခါဆူရဲ့ဘောကလေးရဲ့ဈေးခုံမီဆိုလို့ရှိရင်ဒါအခွန်ပါပြီးသားဆိုတဲ့ဘောကမျိုးလေးတွေဖြစ်တယ်ပြီးရင်ကျွန်တော်မှာမန်ဈေးဆိုတဲ့ဘောကမျိုးလေးရှိတယ်မန်ဈေးဆိုလို့ရှိရင်အခွန်လို့ duty free ဆိုတဲ့ဘောကလေးမန်ဈေးရဲ့မန်ကဘယ်မှာမြင်ဘူးနေရလဲဆိုတော့ man cure လို့ခေါ်တဲ့on time man cure တို့ဘာလို့မှမြင်ဘူးနေတဲ့ဘောကလေးသူကခိုးရုံမီအနေနဲ့ဆိုလို့ရှိရင်မာနုခါရဲတို့လွမြောက်ခွင့်ပေးတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ကျွန်တော်ခန်းဒီမှာပေါ့နော်ဘောကတွေပြောတဲ့ခါကျကျွန်တော်လေနှုတ်ကနေအဲ့လို
အလွတ်ပြောတာပေါ့နော်အလွတ်ပြောဆိုဖတ်ဆောင်နဲ့အရှိအနောက်ကွာတာတွေလည်းရှိမယ်ဖတ်ဆောင်တော့မပါတွေလည်းရှိမယ်ပေါ့နော်အဲ့ဒါလေးတော့နားလည်ပေးပါဆောင်းနဲ့လိုက်ချက်မယ်ဆိုရင်တော့နည်းနည်းဘယ်ကဘောကပ်တွေရောက်လာလဲဆိုပြီးဖြစ်သွားမလားမသိဘူးအဲ့လိုမျိုးပေါ့နော်ကြံခဲမှာဆိုလို့ဆောက်ထဲကဥစ္စာတွေထက်စားလို့ရှိရင်လိုမျိုးအတွဲလိုက်လေးမှတ်စီချင်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးလိုက်ချက်ပေးပါပြင်ကျုံးမှာဒီအိုဆာမဲတုဆိုရဘောကပ်လေးရှိရအိုဆာမဲတုအများသောအားဖြင့်ဈေးခင်းကိုအိုဆာမဲတုအိုဆာမဲတုအခွန်ငွေတွေပေးဆောင်နေဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့ဟာလေးကိုမှတ်ထားပေးဒီလားဒီအိုဆာမဲတုခန်းကြီးကောဘောကပ်ကောတည်ပြီဆိုလို့ရှိရင်တော်တော်လေးအထာကျရဲလို့ပြောလို့ရတယ်သူကလေနောက်ပိုင်းကျလို့ရှိရင်ဥပမာကျွန်တော်ဒီလိုမျိုး no hin တို့ပါတော့ပေါ့နော် delivery ပေါ့နော်ပစ္စည်းပို့ဆောင်နေတို့ပါတော့အဲ့လိုမျိုးပစ္စည်းပို့ဆောင်နေဆိုတာကသူကလေဟိုပစ္စည်းကိုတည်ပြီးတော့အိမ်ကိုတော့ပို့တဲ့ process ကိုပြောတာမဟုတ်ဘူးအဲ့ဒီ process delivery ကကြတော့ကျွန်တော် high touch ဆိုပြီးတော့ခေါ်တယ် high touch အဲ့တော့သူကဘာဘယ် process ကိုပြောချင်တာလဲဆိုတော့ဒီ delivery ဆိုတာကပစ္စည်း order မှာလိုက်တယ်ပို့လိုက်တယ်ဆိုတော့အဲ့ဒီဂျာဟိုလူကိုယ်တိုင်သွားပြီးပို့တယ်ဆိုတဲ့အကြောင်းပြောချင်တာမဟုတ်ဘဲနဲ့မှားထားတဲ့ပစ္စည်းကပို့သွားတယ်ဆိုတော့အဲ့ဒီပေါ့နော်ဒီရုံပိုင်းဆိုင်ရာ process ကိုပြောချင်တဲ့အခါမျိုးမှာဒီ no hin ဆိုပြီးတော့သုံးတယ်ပေါ့နော်အဲ့တော့ no hin နဲ့ high touch နဲ့ကဘာသာပြင်မယ်ဆိုရင်တော့နှစ်ခုလုံး delivery ဆိုပေမဲ့သူတို့ထဲမှာအဲ့လိုမျိုး nuance လေးရှိတာမျိုးလေးရှိတယ်ပေါ့နော်ဒါမျိုးလေးရှိတယ်fukumu ဆိုတဲ့ vocab လေးမှတ်ထားပေးပါ fukumu ဆိုတာကပါဝင်နေ include ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်私を含め5人ですဆိုလို့ရှိရင်ကျွန်တော်အပါဝင်9ယောက်ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့လိုမျိုးလေးရှိတယ် fukumu fukumare တို့ဆိုတဲ့ vocab မျိုးလေးရှိပါတယ် kokyo ryokin ဆိုတဲ့ vocab လေးပေးထားတယ် kokyo ryokin ဒါများသောအားဖြင့်အဲ့လိုကားတွေရထားတွေစီးတဲ့အခါမှာအထွေထွေကုန်ကြစရိတ်မျိုးပေါ့နော်အဲ့ဒါမျိုးကို kokyo ryokin ဒါမျိုးလေးတွေရှိမယ်ကျွန်တော်ဟာရာဥဆိုတဲ့ vocab လေးရှိမယ်ဟာရာဥကကြောက်ဒါပေးဆောင်နေပေးချေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ရှီဟာရာဥဆိုပြီးတော့သုံးတာမျိုးလေးလည်းရှိတယ်ဟာရာကြီးခုံမှုပေးချေဒီအတူတူပဲပေါ့နော်အဲ့တော့hiki otoshi ဆိုတဲ့ vocab မျိုးလေးရှိတယ် hiki otoshi ကိုကတခုခုကိုပေါ့နော်ဝယ်တဲ့အခါမျိုးပေါ့ဥပမာဟို gaspo mipo ကိုယ့်ရဲ့ဘဏ်အကောင့်နဲ့ချိန်ထားရဲဆိုလို့ရှိရင် तू ကသူ့ထဲကနေနှုတ်သွားတာမျိုးပေါ့နော်အဲ့လိုနှုတ်သွားတဲ့ process detail လုပ်တဲ့ဆိုတဲ့ process လေးကို hiki otoshi hiki otosu ဆိုပြီးတော့ခေါ်ပါတယ် tesurio ဆိုပြီးတော့သုံးပါတယ် tesurio အဓိပ္ပာယ်ကဘာလဲဆိုတော့commission fee ပေါ့နော်ဥပမာ tesurio ကခါခါရူဆိုလို့ရှိရင်ကျွန်တော်ဥပမာကိုယ့်ရဲ့ဘဏ်ကဒီသူ့ရဲ့ဘဏ်မှာပဲဘဏ်ရဲ့ ATM မှာတော့ထုတ်လို့ရှိရင်တစ်ခါလေးကြားလို့ရှိရင်ဟိုတက်ဆူရီယိုကခါခါရနိုင်ပိုင်းကကိုဆိုင်မတ်အာဒီမတ်အဲ့တော့ဟိုတက်ဆူရီယိုမကြတာရှိမယ်ဒါပေမဲ့တခြားပေါ့နော်မတူတဲ့ဘန်မှာတော့ထုတ်လို့ရှိရင်သွားပြီးတော့သူကုန်ကြစိတ်ကြတာမျိုးရှိမယ်အဲ့ဒါမျိုးပေါ့အရာအဖြစ်တစ်ခုခုလှုပ်လိုက်လို့အတွက်ကုန်ကြစိတ်ဂျားတဲ့ကုန်ကြစိတ်ကိုတက်ဆူရီယို commission fee ဆိုပြီးတော့တုံးတယ်ပေါ့နော်သူကငွေတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့တခြားနေရာတွေမှာလည်းတုံးလို့ရတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးပေါ့ကတ်မျိုးလေးရှိမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့မှာဆိုလို့ရှိရင်ယော်ခင်းဆိုတဲ့ vocab လေးမှတ်ထားမယ်ယော်ခင်းနဲ့ယော်ဆန်းနဲ့မတူเนาะယော်ဆန်းကကြတော့ budget ဖြစ်တယ်ယော်ခင်းကကြတော့ငွေထည့်တာပေါ့เนาะကျွန်တော်ဘန်ထဲကိုသွားပြီးတော့ကိုယ့်ရဲ့ငွေကိုကိုယ့်ဘက်ကိုသွားထည့်တာကိုယော်ခင်းဆိုပြီးတော့ခေါ်တယ်ပေါ့เนาะအဲ့ဒါကဘာလို့အဲ့လိုမျိုးမတူဘူးလို့ပြောနေရလဲဆိုတော့ဒီမှာဘာလို့ယော်ဆန်းကိုပြန်ပြီးတော့ရေးလိုက်တာလဲဆိုတော့ယော်ခင်းရဲ့ယော်ကအာဇူခါတို့အနန်နဲ့ဆိုတဲ့ vocab လေးဖြစ်တယ်အိုခါနဲ့ကိုအာဇူခါတို့ခုတို့เนาะအောက်ကဥစ္စာကကြတော့ယော်ကကြတော့အာရာခါကြီးမဲခိဆန်စုတို့ကိုကြိုတင်ပြီးတော့တွက်ချက်ထားတဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့တော့နှစ်ခုလုံးငွေနဲ့ဆိုင်နဲ့ယော်ဖြစ်နေလို့ခန်းကြီးလဲစင်နေရဖြစ်တဲ့အတွက်မတူဘူးဆိုတဲ့ဥစ္စာလေးကိုဒါအန်တူကိုမမတွေကမှတ်ထားပေးမယ်ဆိုလို့ရှိရင်အရင်ကောင်းပါပဲเนาะဒါမျိုးလေးရှိမယ်ပြီးလို့ရှိရင်ကျွန်တော်မှာဆိုလို့ရှိရင်ဒီငွေနဲ့ပတ်သက်တာမျိုးဆိုလို့ရှိရင်ဇန်ဒကတို့ဘာလို့ဆိုတဲ့ဘောကမျိုးလေးရှိတယ်ဇန်ဒကဆိုတာက valence ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပါတချို့စကားလုံးတွေကြတော့လေအဲ့လိုဘာသာကြီးကိုအဲ့လိုမြန်မာလိုအတင်းမပြန်မနဲ့သူ့ဟာမျိုးလေးမှတ်ထားလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့เนาะအဲ့လိုမမှတ်နဲ့ဆိုတော့ဘာမျိုးဆိုတော့no code ပေါ့နော် no code အနောက်ကခင်းအဲ့လိုအခါနဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ကြံတဲ့ဥစ္စာတွေထက်ဟိုဇန်တက valence ဆိုပြီးတော့မှတ်ထားပြီးရဖို့ကောင်းတယ်ပေါ့နော်ဥပမာခိုးစားဆိုရင်လည်းအတူတူပဲခိုးစားဆိုလို့ရှိရင်အရှက်ခုချီနဲ့နောက်ကစူဝါဒုနဲ့ဖြစ်တဲ့အတွက်ပါဇက်ထိုင်နေဆိုတာထက်ကျွန်တော်ဒီခိုးစားကဒီဘန်းအကောင့်ပြောတယ်ဆိုပြီးတော့ခိုးစားအကောင့်ဆိုပြီးတော့အဲ့လိုမျိုးလေးမှတ်ထားဖို့ပြီးတော့ကောင်းတယ်ပေါ့နော်ခိုးစားခိုင်းဆက်ဆိုလို့ရှိရင်အကောင့် opening ဟိုပေါ့နော်အကောင့်ဖွင့်တာပေါ့နော်ခိုးစားခိုင်းဆက်ဆိုဘန်းသွားပြီးအကောင့်ဖွင့်တာမျိုးခိုးစားခိုင်းဆက်ဆိုဒီလိုမျိုးလေးခေါ်တာဖြစ်ပါတယ်ဒါလေးရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဥပမာတတဲခါအေဒူဆိုတဲ့ဘောကမျိုးလေးရှိတယ်တတဲခါအေဒူဆိုတာတစုံတရာဥစားကိုပေးချီတာမျိုးကိုကိုစားလွှဲပေးတာမျိုးကိုစားပေးတာမျိုးတတဲခါအေဒူဆိုပြီးတော့ဒါလေးတုံးတယ်ပြီးရင် angel ဆိုတဲ့ဘောကမျိုးလေးပေးထားတယ် angel ဆိုတာကအကူအညီပေးတာ support ပေးတာမျိုးပြောတာပေါ့နော် hand sign ဆိုတဲ့ဘောကလေးရှိတယ်ကိုပေးစရာရှိတဲ့ငွေတွေကိုပြန်ပြီးတော့ပေးတာအကျွေးဆက်တာမျိုး hand sign ဆိုပြီးတော့ဒါမျိုးလေးဖြစ်တယ်ပေါ့နော် oh makana ဆိုတဲ့above မျိုးလေးလည်းရှိတယ် oh makana oh makani ဆိုလို့ရှိရင်ဒါအကျန်းဖြင်းပေါ့နော်ရေဘူးရအားဖြင့်
ဒီလောက်တော့ကုန်ကြတယ်ဆိုတဲ့အခါမျိုးမှာဒါမျိုးလေးတွေတွေ့ရတာရှိတယ်စတိုမဲတို့ဆိုတဲ့ဘောကလေးပြောရအောင်စတိုမဲတို့အခုဒီမှာရေးလိုက်တဲ့စတိုမဲတို့ကအလုတ်လုတ်တယ်ဆိုတဲ့စတိုမဲတို့လေးဖြစ်တယ်စတိုမဲတို့က၄ခုလောက်ရှိတယ်ပေါ့နော်ဒီစတိုမဲတို့ရေးလိုက်အောင်မယ်စတိုမဲတို့โอเคစတိုမဲတို့နောက်ထပ်စတိုမဲတို့ရှိအောင်မယ်စတိုမဲတို့ဘန်ကျော်ရဲ့စတိုမဲတို့လေးโอเคစတိုမဲတို့အဲ့တော့အန်တူရောက်ပြီဆိုရင်ဒီဟာမျိုးလေးကို꿰ပြီးတော့ဒီပါကိုအကဲစာပြန်တင်တယ်ဆိုလို့ရှိရင်လည်းဒါမျိုးလေးတွေကိုကိုယ့်ရဲ့တပည့်လေးတွေကိုပြန်ပြီးတော့တခြားလေးပြောပေးဖို့အတွက်အကူအညီတောင်းပါတယ်အဲ့တော့စတိုမဲတို့ဆိုတာကဒီမှာစတိုမဲတို့ရှိရဲဆိုပေမဲ့ဒီစတိုမဲတို့ကကြောက်အတိတ်ပြပေါက်တာဆို study ပေါ့နော်စာလုပ်တယ်ဆိုတဲ့စကားလုံးအားကြောင့်ကျွန်တော်ကဘန်ကျော်မှာတွေ့ရတယ်ဒီစတိုမဲတို့ကကြောက်တော့ဒိုရီယောခုမှာတွေ့ရတဲ့စတိုမဲတို့ဖြစ်တယ်စူးစမ်းအားထုတ်တယ်ဝရိယထုတ်တယ်ဆိုတဲ့စတိုမဲတို့ဖြစ်တယ်ဒီစတိုမဲတို့ကကြောက်ကျွန်တော်ဘယ်မှာတွေ့ရလဲဆိုအလုပ်လုပ်တယ်ပတ်စံယူပြီးတော့အခချင်းငွေယူပြီးတော့အလုပ်လုပ်တယ်ပေါ့နော်ရုံးသွားတတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ဒီစတိုမဲတို့ကကြတော့တာဝန်ကျေပြောင်းဆောင်ရွက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးဖြစ်တယ်ပေါ့နော်အားကြောင့်ကျွန်တော်တို့ကရှီကိုင်းအိုစတိုမဲတို့ဆိုလို့ရှိရင်စတိုမဲတို့ရှီကိုင်းဆိုတာကအနောင်စာပေါ့နော်ပွဲတစ်ခုမှာအနောင်စာ MC အဖြစ်လောက်ကောင်းနေဆိုလို့ရှိရင်ဒီအောက်ကဟာတွေမဟုတ်ဘဲနဲ့သူကဒီဟာမျိုးပေါ့နော်တာဝန်ကျေပြောင်းဆောင်ရွက်တယ်ဆိုစတိုမဲတို့လေးနဲ့တုံးပေးရတယ်ပေါ့နော်အဲ့တော့စတိုမဲတို့လေးလိုမျိုးလေးရှိတယ်ဆိုတဲ့ဥစ္စာလေးကိုမှတ်ထားပေးပါအဲ့တော့ anti ဆိုတဲ့ဘောကမျိုးလေးလည်းရှိတယ် anti ကကြတော့လုံးဝ stable ဖြစ်တယ်တည်ငြိမ်နေတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်ဒါမျိုးလေးရှိပါတယ်အဲ့တော့ဒီငွေနဲ့ပတ်သက်တဲ့ဥစ္စာမျိုးဆိုရင်ကျွန်တော်တို့မှာပေါ့နော်တနေ့တာမှာဘာကုန်ကြစိတ်တွေရှိနိုင်လဲဆိုလို့ရှိရင်ဒီလိုမျိုး kyo iku shi လို့ခေါ်တဲ့ kyo iku shi ပညာရေးပေါ့နော် education fees တွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်မှာဒီ gaku hi ဆိုလို့ရှိရင်လည်းဒါပညာသင်ရတဲ့စရိတ်ပေါ့နော်ပညာသင်ရတဲ့စရိတ်ကျောင်းစရိတ်စာစရိတ်ဖတ်စာအုပ်စရိတ်အကုန်လုံးပေါ့နော်ဒါမျိုးလေးရှိမယ် kai hi ဆိုတဲ့ဘောကမျိုးလေးရှိတယ် kai hi ကကြတော့ဒါ membership fee ပေါ့နော်တခုခုကိုတွားပြီးတော့အသိဝင်ထားရတော့ဖွဲ့ဝင်ထားဆိုရင်ဒီဟာမျိုးလေးရှိမယ်နေ့စဉ်ဘဝမှာဆိုလို့ရှိရင်ကျွန်တော်စားတဲ့တောက်တဲ့ကုန်ကြစရိတ် short ku hi ဆိုတဲ့ဘောကမျိုးလေးရှိမယ်ခိုးဆိုင် hi ဆိုတဲ့ဘောကလေးရှိတယ်ခိုးဆိုင်ကကြတော့ပုံမှန်ဆိုလို့ရှိရင်ကတယောက်နဲ့ခိုးဆိုင်ချူဆို date လုပ်နေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါပေမဲ့ခိုးဆိုင် hi ဆိုလို့ရှိရင်ယုံနေမှာဆိုရင် English လို့ကျွန်တော်ကလေ entertainment fee ဆိုပြီးတော့သုံးတယ်ပေါ့နော်သူကအဲ့လိုတစုံတယောက်ကိုမိုးဝယ်ကျွေးလိုက်ရတာမျိုးပြီးလို့ရှိရင်ဥပမာပေါ့နော်အဲ့လိုကျွေးရတာမျိုးမွေးရမျိုးတွေ့ရမျိုးပေါ့နော်လူဆိုတယောက်တည်းရှင်းတန်လို့မရတော့အဲ့လိုအထွေထွေကုန်ကြစိတ်ရှိတယ်အဲ့ဒါအကုန်လုံးကို entertainment fee ဆိုပြီးတော့ခေါ်ပါတယ်ခိုးဆိုင် hi ဆိုပြီးတော့ခေါ်တယ်ပေါ့နော်ခိုး net hi ဆိုလို့ရှိရင်ခိုး net hi အရှိက hi ခါဒီနဲ့အနောက်ကအကျွေးလေးနဲ့ပေါင်းပြီးတော့ဒါရေဖိုးမိဖိုးတွေကိုပြောတာဖြစ်တယ်ပြီးလို့ရှိရင်စိတ်ခတ်ဟီဆိုတဲ့ဥစ္စာမျိုးလေးထပ်ပြီးတော့ရှိသေးတယ်ဒါကကြတော့အိမ်မှာဆိုလို့ရှိရင်ကျွန်တော်မှာနေ့စဉ်မှာပေါ့နော်အကုန်လုံးပေါ့နော်ဘီဝယ်တယ်မှန်ဝယ်တယ်စသဖြင့်ဆက်ပြဝယ်အကုန်လုံးပေါ့နော်ဒါစိတ်ခတ်ဟီထဲမှာအကုန်လုံးပါသွားမယ်ပြီးရင်ဂျင်းခန့်ဟီဆိုတဲ့ဘောကမျိုးလေးလည်းရှိတယ်ဂျင်းခန့်ဟီအကိုကလူတယောက်ကိုထပ်ပြီးတော့ငှားထားရတယ်ခန့်ထားရတယ်ဆိုလို့ရှိရင်ဒီလူတွေအတွက်ပေါ့နော်လာစာပေးရမျိုးလေးရှိမယ်ပေါ့နော်အဲ့ဒါမျိုးလေးရှိမယ်စိတ်ကူးသားရတို့ဘာလို့ဆိုလို့ရှိရင် ETO ဟီဆိုတဲ့ဒီလိုမျိုးကုန်ကြစိတ်တွေအများကြီးထပ်ပြီးတော့ရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒါနေ့စဉ်ဘဝမှာဒီငွေနဲ့ပတ်သက်တဲ့ကုန်ကြနိုင်တဲ့စကားလုံးလေးတွေဖြစ်ပါတယ်။ Suki Kidai ဆိုတဲ့ vocabulary ရှိတယ်။ Suki Kidai ကလို့ဆိုလို့ရှိရင်ကြိုက်တာမကြိုက်တာရှိတာပေါ့နော်။များသောအားဖြင့်အစားအစာတွေမှာဆိုလို့ရှိရင်သုံးပါတယ်။ Suki Kidai ကအိုးကြီးဆိုလို့ရှိရင်ဟိုဟာဆိုကြိုက်တယ်ဟိုဟာဆိုမကြိုက်ဘူးများတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါမျိုးလေးတုံးတယ်ခိုးဘုတ်ဆိုတဲ့ vocabulary ကိုမှတ်ထားပါ私のခိုးဘုတ်ဆိုရင်ကျွန်တော်အရန်ကြိုက်တဲ့သဘောကျွန်တော်ရဲ့အရန်ကြိုက်တဲ့အရာပေါ့နော်ကိုကတခုခုကိုအရန်သဘောကျကြိုက်တဲ့အစားအစာတွေပါနေနဲ့ဆိုလို့ရှိရင်ဒါခိုးဘုတ်ဆိုပြီးတော့သုံးတာမျိုးလေးရှိတယ်အာခီတုဆိုတဲ့ vocabulary မှတ်ထားပေးပါအာခီတုဆိုတာကညီးငွေတီဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် mono39 ဆိုတဲ့ vocabulary ရှိမယ် mono39 ဆိုတာကလုံလောက်တယ်ဆိုတာတဲ့အဲ့လိုမန်ဆုခုတက်ခိနိုင်ဆိုတဲ့အခြေအနေမျိုးပြောပြတာဖြစ်တယ်ပေါ့နော်မန်ဆုခုကကြတော့စိတ်ကြည်နေတယ်အဲ့တော့ not satisfied တခုခုလိုနေတယ်လို့ပဲဆိုတဲ့ဥစ္စာမျိုး mono 39လို့ခေါ်တယ်လုံလောက်တာကြမန်ဆုခုတခါတလေကျရင်သူ imaichi ဆိုပြီးတော့ခေါ်တာမျိုးလေးလဲတုံးတယ်ပေါ့နော် imaichi 美味しいですけどいまいちかなရတာတော့ရှိရဒါပေမဲ့တခုခုလိုနေတယ်လို့ပဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်နန်ကာ39 mono 39ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့ဒါမျိုးလေးတွေရှိတယ်ဟီတိုကူချီဆိုတဲ့ဘောကမျိုးလေးရှိပါတယ်ဟီတိုကူချီဒါဆိုလို့ရှိရင်တလုတ်ပေါ့နော်ဟီတိုကူချီတဲ့ဒါပဲတာဆိုလို့ရှိရင်တလုတ်ထဲစားရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတစ်ခါတည်းစားလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါမျိုးလေးရှိတယ်ပြီးရင်ကျွန်တော်တခုခုကြိုက်တာပေါ့နော်ကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်လေးကတော့
ခါကြီးတုဆိုပြီးတော့တောင်းတယ်ကြိုက်ပြီးတော့စားတာမျိုးပေါ့နော်ကြိုက်တာဝါတာကြတော့ခမှုဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့သုံးမယ်ပေါ့နော်ခမှုဆိုပြီးတော့အဲ့တော့ကြိုက်တာနဲ့ဝါတာနဲ့နည်းနည်းလေး vocab လေးဆင်နေပြီမဲ့ဒါမျိုးလေးရှိနေတဲ့အတွက်ဒါလေးမှတ်ထားပေးပါအရသာရှိတာအိုးရှိပြင်ကျွန်တော်ဥမာကြီးဆိုပြီးတော့သုံးတယ်အိုးရှိခုနရကြောင်များတော့ဖြစ်ဒီမာဇီဆိုပြီးတော့သုံးတာမျိုးလေးရှိတယ်ပေါ့နော်ဒါမျိုးလေးရှိတယ်အရသာအနေနဲ့ဆိုလို့ရှိရင်ရှီဘူးကြီးဆိုတဲ့ vocab လေးမှတ်ထားပေးပါဖန်နေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်မြင်ဘူးနေတယ်လို့ပဲလို့ထင်လိုက်မယ်ဘာလို့လဲဆိုတော့တိုကျိုမှာနေတဲ့လူတွေဆိုလို့ရှိရင်အမြဲတမ်းရှီဘူးရဆိုတာနာမည်ကြီးတာ哦เนาะရှီဘူးရအဲ့တော့ရှီဘူးရဆိုရယ် sky ရှီဘူးရ sky 3လည်းရှိတယ်เนาะမေးဝိုင်းအဲ့တော့ရှီဘူးရတိုကျိုမှာနေရမဟုတ်တော့လေအဲ့တော့တောတူလေးဆိုရှီဘူးရရှီဘူးရရှိမယ်အဲ့မှာပါတဲ့စကားလုံးလေးပေါ့เนาะသူ့ဘာမှထပ်ပြီးတော့မြင်ဘူးနေရလဲဆိုတော့ဂျူတိုင်းတို့ဘာလို့ရဲ့အဲ့မှာအဲ့လိုမြင်ဘူးတရားမျိုးရှိရပါတော့ဂျူတိုင်းဆိုတာက traffic jam ပေါ့เนาะအဲ့ဒါမျိုးလေးရှိတယ်အရသာပြင်းတယ်လို့ဘာလို့ဆိုလို့ရှိရင်ခူဒိုကြီးဆိုရယ် vocab မျိုးလေးခူဒိုကြီးအာကြီးဆိုလို့ရှိရင်နည်းနည်းလေးအရသာဆူရှာတယ်ပြင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဒါမျိုးလေးရှိနိုင်တယ်အရသာကတော့အများကြီးရှိရပါတော့ကျွန်တော်အရင်တော့ဆိုလို့ရှိရင်ဒါအာမားကြီးတို့နေကားကြီးဆိုလို့ရှိရင်ခါတယ်တို့ပေါ့နော်ပြီးလို့ရှိရင်ခါရာကြီးရှိုးခါရာကြီးတို့ပါလို့ဆိုလို့ရှိရင်ရှိုးခါရာကြီးတို့ပါဆိုလို့ရှိရင်ငန်နေတို့ပါလို့ပေါ့နော်ခါရာကြီးကတော့ဆက်တာပေါ့ရှိုးခါရာကြီးဆိုလို့ရှိရင်ငန်နေတို့ပါဒါမျိုးလေးရှိမယ်ခါရာကြီးဆက်တယ်ဆိုတော့ဘောကမျိုးလေးရှိမယ်စပိုင်ဆိုရင်ချင်းနေဆိုတဲ့စကားလုံးလေးရှိမယ်ပေါ့နော်စပိုင်ရဲ့သူ့လေးကကြတော့တော်လေဆန်းဆိုတို့ဘာလို့မှပါတဲ့အစီအဆန်းဆိုတို့ဘာလို့မှပါတယ်အဲ့လိုအောက်ဆီဂျင်တို့ဘာလို့မှပါတဲ့စကားလုံးလေးပေါ့နော်သူကအဲ့လိုမျိုးဆင်နေရပေါ့နော်ဆင်နေရမဟုတ်တူကိုတူနေရပါဆန်းဆိုဆိုတာကအောက်ဆီဂျင်နီဆန်ကတန်းဆိုလို့ရှိရင်ကာဗွန်ဒိုင်အောက်ဆိုက်ဆိုပြီးဖြစ်သွားတယ်နီဆန်ကတန်းဆိုနော်ဒါမျိုးလေးဖြစ်တာအဲ့တော့ဒါအန်တူအနေနဲ့တခါလေးပေါ့နော်စပိုက်ကနေအဲ့လောက်ထိသွားပြီးတော့မြင်သွားပြီဆိုလို့ရှင်နောက်ပိုင်းကျရင်စာကြက်ရပေါ့ပေါ့ပါလေးဖြစ်သွားတယ်ဆိုတော့အဲ့မျိုးလေးမှတ်ထားပေးပါမူရောအိုစုဆိုတဲ့ vocab လေးချက်ထားပေးဒီလားနော်မူရောအိုစု buff လေးချက်ထားပေးပါမူရောအိုစုပွဲအခမ်းအနားကြီးကျင်းပတယ်ဆိုရယ်မူရောအိုစုလေးဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ခိုင်းဆိုင်ဆိုပြီးတော့သုံးတယ်ခိုင်းဆိုင်အဲ့တော့အခုကျွန်တော်တို့ zoom meeting လုပ်မယ်ပဲထားအဲ့တော့မှ host ရှိမယ်ဟုတ်အဲ့ဒီ host ကိုဆိုလို့ရှင်ခိုင်းဆိုင်ရှာဆိုပြီးတော့ခေါ်တာကိုခိုင်းဆိုင်ရှာဆိုပြီးတော့ခေါ်တာအဲ့မူရောအိုစုလေးနဲ့နောက်ကနေပြီးတော့ဦးနာကစုလို့ခေါ်တယ်ဦးနာကစုလှုံ့ဆော်တယ်လို့ခေါ်တဲ့ vocab လေးနဲ့ပေါင်းပြီးတော့ size ဆိုခုစုတူဆိုပြီးတော့သုံးတယ်ဒီလား size ဆိုခုမေရူကတိုတိုဟီတာဆိုလို့ရှိရင်ကိုကတခုခုဘေးဒီပိုင်းမပေးထားလို့ကိုစီကို email ထက်ရောက်လာတာတို့ဒါမှမဟုတ်တခုခုပေါ့နော်ကိုလှုပ်ဖို့မေ့နေလို့ကိုစီကိုထပ်ပြီးတော့ follow up email ပေါ့နော် reminder လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့ဒီ size ဆိုခုဆိုတဲ့ vocab မျိုးလေးတွေ့ရတတ်တယ်အရှိကလည်းနင်ပန်အနောက်ကလည်းနင်ပန်ပေါ့နော်ခန်းကြီးလေးကလည်းမြင်ဘူးတလို့မျိုးလေးဖြစ်တယ်ဒါပေမဲ့သူ့ကိုမူရောအုပ်စုအနာကစုဆိုပြီးတော့အဲ့လောက်ထိမှတ်မိဖို့အတွက်ဆိုလို့ရှိရင်ဒါအချိန်လေးနည်းနည်းပေးပြီးတော့တတိချာလေးကြည့်ပေးဖို့လိုအပ်တယ်ပေါ့နော်ဒါလေးတတိချာလေးကြည့်ပါစာရေးဆိုခုစုတို့တခုခုပေးမှတ်မပေးသေးတာမျိုးကျွန်တော် follow up လုပ်တယ်လို့ထပ်ပေးဖို့အတွက် remind လုပ်တယ်လို့ပါလို့ဆို size ခုစုတို့ဆိုပြီးတော့တုံးတယ်ခိုင်ခေဆိုတဲ့ vocab လေးမှတ်ထားပေးပါခိုင်ခေကများသောအားဖြင့်ကျွန်တော် accounting ဆိုပြီးတော့ခေါ်တယ်ပေါ့နော် accounting ဆိုရင်ဒါကြောင့်အရင်ကစရင်ကင်ပေါ့နော်စရင်ကင်ခိုက်ခေးဆိုပြီးတော့တုံးတယ်ဒါပေမဲ့စားတောက်ဆိုင်နေပိုင်းမှာဆိုလို့ရှိရင်ခိုက်ခေးအနေကရှိမှဆိုလို့ရှိရင်ငွေရှင်းမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးလည်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့နေရာပေါ်လိုက်ပြီးတော့သူ့အဓိပ္ပာယ်မျိုးလေးကလည်းအမျိုးစုံရှိနိုင်ပါတယ်ဒါမျိုးလေးရှိသူ့မှာမမေ့ရဒီ vocab လေးပေါ့နော်ဒါကိုကျွန်တော်ဒီမှာပြောလိုက်ပြီဆိုရင်ဒါတူဤတယ်ဘာလို့ပြောနေတာမဟုတ်တူဤတယ်မဟုတ်သူက3လို့ခေါ်တယ်လင်ပန်းကိုပြောတာပေါ့နော်အဲ့တော့ခဏလေးလေဒါစကန်ကြီးတွေ vocab တွေအရင်ကြွယ်ပြီးခဏလေးမိသွားမှဖြစ်အောင်ဒါမျိုးလေးဆိုလို့ရှိရင်လည်းသတိထားပြီးတော့စာမိုးပါတေချာလေးဖြစ်ပေးပါနော်ဥချဝဆိုတဲ့ vocab လေးရှိတယ်ဥချဝဆိုတာကပကံခွက်ရောက်ကိုပြောတာပါဒါပေမဲ့သူ့မှာနောက်ထပ်လေးနဲ့တဲ့အဓိပ္ပာယ်တစ်ခုရှိတယ်သူက capacity လို့ခေါ်တယ်လူတယောက်ရဲ့လုံနိုင်စွမ်းဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့ဒါမျိုးလေးတွေရှိနိုင်တယ်ဗမာမြင်ဘူးနေရလဲဆိုတော့ဒီလိုမျိုး shock key ဥခွက်ပကံတို့ဘာလို့မှမြင်ဘူးနေ vocab လေးဖြစ်ပါတယ်ခါစာနေတုဆိုတဲ့ vocab လေးရှိတယ်ခါစာနေတုထက်ခါဖြစ်တယ်တခုဖြစ်ပြီးတဲ့အပေါ်မှာတခုကအပေါ်ထပ်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခါစာနေတုဆိုတဲ့ vocab လေးဖြစ်တယ်အိုမိုဤလေးတော်ဆိုတဲ့စကားလုံးလေးပေါ့နော် buff အနေနဲ့ဆိုရင်ခါစာနေတုဆိုရင် buff လာလေးဖြစ်သွားဖြစ်တဲ့ဒါမျိုးလေးတွေလည်းဒါand do ရောက်ပြီဆိုတော့เนาะဒါမျိုးလေးတွေရှာကြည့်ပြီးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ရှုလျှော်ကူကခုံမဲဖြစ်တယ်ပေါ့နော်ရှုလျှော်ကူဆိုတာကအဓိကအစားအစာကိုပြောတာအဓိကအစားအစာနာမဆိုလို့ရှိရင်ဒါအစိမ်းကိုပြောတာပေါ့နော်ရာစာကြီးတို့ဘာတို့ကတော့မပြောတော့ဘူးပေါ့နော်အဲ့တော့
နာမမွန်တို့ဆိုလို့ရှိရင်အသားစိမ်းငါးစိမ်းတွေကိုပြောတာပေါ့နော်ဆာရှိမီလို့ပြောလိုက်တယ်ဆိုလို့ရှိရင်တော့များသောအားဖြင့်ကျွန်တော်ကငါးအသားလှောက်သွားပြီးတော့မြင်တယ်ပေါ့နော်ဒီနာမဆိုလို့ရှိရင်ကကြတော့ raw ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်နာမဆိုရင်နောက်ကဘီလူထက်လာနာမဘီလူဆိုတော့ဒါ CBR ဆိုပြီးတော့ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးရှိမယ်တိုခုဆေးတို့ဘာလို့ဆိုတဲ့ဘောကမျိုးလေးရှိမယ်ဒါကြတော့သူကအဲ့လိုတစုံတယောက်ရဲ့ characteristic ကိုပြောတဲ့တိုခုဆေးဖြစ်ပြီးတော့အနောက်ကနေပြီးတော့တိုခုဆေးမှာဒီလိုမျိုးပေါ့နော်ဆေးဆိုးရဲ့ဆေးလေး manufacturer ဆိုတဲ့ vocab လေးဖြစ်သွားရင်ဒါအထူးတလဲထုတ်လုပ်ထားတော့ဆိုရဲvocab မျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ခန်းကြီးကအရေးကြီးတယ်မြင်တာနဲ့အဲ့လိုအရန်လွယ်လွယ်ကူကူကောက်ချက်ချလိုက်လို့မရဘူးပေါ့နော်ဒါမျိုးလေးရှိမယ်အဲ့တော့ဒါမျိုးလေးရှိမယ်ပြီးလို့ရှိရင်ကျွန်တော်မှအဖရှိမလဲဆိုတော့ဒီဟာကြီးအကုန်လုံးကကုန်ကြစရိတ်တွေရှိမယ်ပေါ့နော်အဲ့ဒီကုန်ကြစရိတ်တွေအကုန်လုံးကိုကျွန်တော်က die kin ဆိုပြီးတော့ခေါ်တယ်စားတောက်စရိတ်တွေပါအကုန်လုံးကပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်အရှိမဆိုရင် he ဆိုတဲ့ vocab မျိုးလေးရှိတယ်ဆိုပေမဲ့ဒီတစ်ခေါက်ကဒီ die kin ဆိုလို့ရှိရင်များသောအားဖြင့်ဥပမာပေါ့နော်ဒန်ဝါဒိုင်တို့ပါအဓိပ္ပာယ်ကတော့အတူတူပါပဲဒန်ဝါဒိုင်ဆိုရင်လည်းဒါစိတ်ကစဟိပဲလीเนาะပြီးလို့ရှိရင်ဥပမာအခန်းကားတို့ပါဆိုလို့ရှိရင်လည်း hair ဒိုင်တို့ပါဆိုရင်ဒါမျိုးလေးတွေရှိမယ်ဒိုင်နဲ့ပတ်သက်တဲ့ vocab မျိုးလေးလည်းရှိမယ်ပေါ့နော်ဥပမာဒန်ခိဒိုင်ဆိုလို့ရှိရင်ဒါလျှက်စစ်မီဖိုးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါကြောင့်ပြန်ပြီးတော့အထက်ကိုပြန်ပြီးတော့ခွဲလိုက်တာမျိုးပေါ့နော်အရှိမတော့ဒါအကုန်လုံးခိုးနဲ့စဟိဆိုပြီးတော့တန်းပြီးတော့တွေ့ခဲ့ဆိုပေမဲ့ဒန်ခိဒိုင်ဒီလိုမျိုး vocab မျိုးလေးရှိပါတယ်ဒါ and two မှာပေါ့နော်လောလောဆယ်နေ့စဉ်ဘဝမှာကြုံတွေ့ရမယ်နှစ်ဖူးတွေ့ဒူးတွေ့ရမယ် vocab လေးဖြစ်တယ်ပေါ့နော်ဒီနေ့လဲစလုံးတရားကိုလေ့လာခဲ့ရဖြစ်ပါတယ်ကြည့်ပြီးသွားပြီဆိုလို့ရှိရင် comment လေးမှန်ခဲ့ပေးပါအောင်เนาะအဲ့ဒါဆိုရင်နောက်ထပ်တစ်ပိုင်းကိုဘယ်နာရောက်နေပြီလဲဆိုတဲ့ဥစ္စာကိုတကယ်သိချင်တာပေါ့နော်အဲ့တော့အပိုင်းတွေအများကြီးရှိရဲဆိုပေမဲ့အပိုင်းတင်မှာပဲရက်ပြီးတော့စမ်းကြည့်တော့ဘူးလားဆိုတော့ရန်အဲ့လိုမျိုးပေါ့နော်သိချင်တယ်ရန်သိချင်တယ်အဲ့တော့ comment လေးပြောနေပါရဲ့နောက်ထပ်ပိုင်းမှာပြန်ပြီးတော့တင်မယ်နော်တတား